အားလုံးပဲမင်္ဂလာပါအခု9လပိုင်း3ရက်နေ့ဒီဂျပန်နိုင်ငံရန်စေးမြန်မာနိုင်ငံဒေါ်လာဈေးဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံကဒေါ်လာဈေးကတော့ဒေါ်လာကို4400ဝန်းကျင်မှာပဲရှိနေသေးတယ်ပေါ့နော်မြန်မာနိုင်ငံဒေါ်လာဈေးကတော့ငြိမ်နေသေးပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဂျပန်ဘက်ကဂျပန်ယန်တန်မိုးပေါ့နော်ဂျပန်ယန်တန်မိုးကတော့တန်မိုးပေါ့နော်ဂျပန်ယန်တန်မိုးနောက်ပိုင်းမှာဆက်ပြီးတော့ကျတယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့ဆိုရင်ဘယ်လောက်ရှိသွားလဲဆိုရင်ကျွန်တော်တို့ဂျပန်မှာဒေါ်လာကို145ယန်ဝန်းကျင်ပေါ့နော်အရင်ရက်တွေတုန်းက140နဲ့လောက်ရှိပြီပေါ့နော်အဲ့ဒီအချိန်တုန်းကတော့ကျွန်တော် SBI မှာလည်း31ဝန်းကျင်လောက်ဒီဈေးတွေကောင်းတယ်ဒါပေမဲ့အခုကတော့ဈေးပြန်ကျလာတယ် SBI မှာလည်းဒီနေ့ဆိုရင်ကျွန်တော်တို့ဂျပန်မှာကဒေါ်လာကို145ယန်ဝန်းကျင်လောက်ရှိရပေါ့နော်အားကြောင့်မလို့အပြင်ပေါက်ဈေးတွေအနေနဲ့လည်းဒီခုရပိုင်းမှာဈေးပြန်ကျတယ်ဈေးပြန်ကျတာဘာတစ်ခုကောင်းလဲဆိုတော့ကျွန်တော်တို့နောက်လာဒီ COE လည်းထွက်တော့မယ်ပေါ့နော်ဒီကျောင်းသားတွေအတွက်တော့နည်းနည်းဘာဖြစ်လို့စိတ်ဖြစ်ရမယ်ကျောင်းသားအနေနဲ့နည်းနည်းလေးဈေးပြန်ကျနိုင်တယ်ပေါ့နော်မဟုတ်ရင်တော့ကျောင်းသားတွေအနေနဲ့33 34 35ဝန်းကျင်အထိကိုပေးဝယ်ရနိုင်တယ်ပေါ့နော်နောက်လာရတဲ့မှာဒါပေမဲ့အခုကတော့ဈေးအနေနဲ့ပြန်ကျတဲ့အတွက်ကျောင်းသားတွေအနေနဲ့နည်းနည်းခံစားတယ်လို့ပြောရမယ်ဗျအပြင်ပေါက်ဈေးကတော့129.3ဝန်းကျင်ရှိပါတယ်အားလုံးပဲဆင်ပြေကြပါစေ